မင်္ဂလာပါဓမ္မမိတ်ဆွေသူတို့စဉ်မောင်တို့ခင်ဗျာရွတ်ဖတ်ပူဇော်ရရှင်အကျိုးကျေးဇူးကိုဥစားပြောပြခြင်းပါတယ်ပိယကိုပွားစေ၏စီးပွားကိုတိုးစေ၏ကိုယ်စိတ်နှစ်ပါးကိုအေးမြစေ၏တအားသမျှရွတ်ဖတ်ပူဇော်ကြပါလေအေဟိမိတ်တံဟိအေဟိမိတ်တံဟိတံပုံညာရထာရဇိကထံပလံဇိဟိနန္ဒာပိယပိယတိရိပိယသုဝနာရာဇတဝေဖလံအရဝံကာရမနတ္ထိမနတ္ထာတဟတပရိဝါရာရာဝိတာခာရဘောဓိအဋ္ဌာယတပ္ပနာဂရေတပ်ပေလာဗံဣဟိဣဟိဗုဒ္ဓံသွားဟိရဓမ္မံသွားဟိရတံဃံသွားဟိရမမတိနေဟံဗုဒ္ဓံဝါဓမ္မံဝါတံဃံဝါရာဇိရာဇတကုမာရတအံဝါ